ဒီနေ့မှာကိုကျော်ရဲ့အေးနေရပြီအဲ့လိုမဲမြင်တာပါ DVD ဝရကျော်ရီအကန်မှာအမြတ်ထိုက် PD လေးရှိပါလေကွမ်တဲ့ညီနာနာအနေဆရာပါမညာပြီးဆက်ကြုံတော့ငါနီနာအကြိုက်ဟိုရှယ်ကျွေးမှာငါတွေကိုဒီမိတ်တာငချင်းများလာတဲ့ရောငါတွေကိုဘူဖေးကျွေးမှာနော်လို့ရှင်းပြောလားဟုတ်တယ်ဟုတ်နေမှာလို့ရှင်းပြောပါပေါ့အစိမ်းအောင်နဲ့အဖြူအောင်နဲ့ပါမုံနဲ့ဒါတော့ဒီလာဘီယာပါမုံ1 hour laterဒီနေ့မှာကိုကျော်ရဲ့ငါးများစွမ်းရည်ကြည့်ရအောင်ဖြစ်ပါတယ်ငါးများချင်းအမှုပညာဝန်တော့ငါးများချင်းအမှုအခုပြောဘာမှလည်းမများတော့အသာသာခေါ်သွားတယ်တော့ဟာတော့ခေါင်းမှလည်းမရပါဘူးဒါတော့မင်းအကန့်နဲ့များနေတော့ဒီချောင်းနေပါတယ်မများဘူးငါမွေးကန်တယ်လားများလို့တာပဲခေါ်တော့ငါဘယ်လောက်ရမရအလိုက်မင်းမှာဖြစ်ပါတယ်ဆိုငါလေးပြပါငါအခုလောဆယ်အောင်ငါတော့မရှိသေးပါဘူးဒါမဲ့မောင်ငါတော့မကြိုက်ဘူးငါတော့မကြိုက်ငါတယောက်တော့မေးစီနေတယ်မှာကျိုးရဲ့အဖွက်မှာပေါ့နော်ငါများအရန်တော်တယောက်ရှိပါတယ်ငါဘယ်လောက်ရမလဲဆိုတော့ကြီးအောင်ဆိုတော့ဒီမှာကျွန်တော်တို့ရဲ့ငါကျွမ်းကျင်သူကြီးငါလေးပြပါဦးပြမဟုတ်ဘူးလေအဲ့လိုဖုန်းထဲကပြရမလို့ချိုးလေငါဟိုမှာကြည့်လိုက်အခုလောလောဆယ်ကငါမရလဲပေါ့နော်ရေချိုးပြန်ရအောင်လဲရေချိုးလို့မရတဲ့နေရာမှာရောက်ရှိနေတာဖြစ်ပါတယ်ပေါ့ငါများတဲ့အဖွက်ကတော့4ယောက်ပေါ့နော်များနေတာဖြစ်ပါတယ်4ယောက်များနေတဲ့ထဲမှာကျော်ရည်တကောင်မှမရတယ်လောလောဆယ်ကျော်ရှားဖွေနေသေးပေါ့ငါရတာမရတာတော့အတားမှာ KFC မှာစားနေရတယ်ရှင်ဟုတ်လား你看差了没有？အားတော့မရမှာမိုးရွာနေပါတယ်ငါရလားမရလားတော့မသိဘူးပြေးနေရပြီဒါဟာလူရငါလူကွယ်ကြာမိုးတိတ်ပြီဆိုတော့ငါဆက်လက်ပြီးပြန်များပြမှာဖြစ်ပါတယ်လာပြီ3កောင်ရော3កောင်တနေကုန်များကျွန်တော်တို့တကောင်မှလည်းမရလို့ဒီဘက်ငါးကံမဟုတ်တဲ့ဘက်ကိုကျွန်တော်ထည့်များတဲ့အချိန်မှာတော့ငါခုတကောင်တန်းရပါတယ်ဆိုတော့ကျွန်တော်တို့ငါခုကကျွန်တော် target ထဲမှာပါလို့ကျွန်တော်ဗီဒီယိုလေးကိုတေချာမရိုက်ထားတနေကုန်များတာငါခုတကောင်ရတယ်ဟုတ်ပါပြလိုက်ပါဦးတော့ရပါပြီရေလာလားမသိဘူးပြလိုက်ပါဦးရန်တော့မကြည့်ဘူးပါကျွန်တော်ရဲ့ target ကတော့ငါခူရဖို့လာခဲ့တာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေငါခူပဲရပါတယ်လက်ချိန်ကြပါဟောနီလာအင်းမငါဟဲ့မင်းအားလုံးမလိမ့်နေမှာမလားအားလုံးမလိမ့်နေမှာလိမ့်တယ်မှာဟုတ်စားဆိုတော့ကျွန်တော်ရဲ့ဒီညမှာရရှိတဲ့ငါကတော့ကျွန်တော်ငါခူပဲဖြစ်ပါတယ်ကျွန်တော်တို့ငါခူပဲရရဲဆိုတော့ကျွန်တော်ရဲ့အကြေပွဲနွဲဖို့အတွက်အစီအစဉ်လည်းရှိပါတယ်ဆိုတော့
ဗီဒီယိုကတော့ဒီလောက်ပါပဲ see you next in the video ပါ အားလုံးပဲလိမ့်တယ်မှာ